မင်္ဂလာဦးညတညမှာအသက်ရှင်ဖို့အင်ကြီးတစ်လုံးအတွင်းပုံနေရမယ်ဆိုရင်ဒီမိသားစုဝင်တွေကပျော်စရာဂိမ်းကစားတာမဟုတ်ဘူးသူတို့ကမင်္ဂလာတိုးသမီးကိုတတ်ဖို့လိုက်ရှာနေကြတာပါဒီနေ့ပြောပြမယ့်ဇာတ်ကားကတော့ Ready or Not ဖြစ်ပါတယ်လက်ဒိုမတ်မိသားစုဟာကဘာကျော် board game empire တစ်ခုနဲ့ချမ်းသာလာတဲ့မိသားစုတစ်ခုပါသူတို့အောင်မြင်မှုရဲ့နောက်ွယ်မှာထူးဆန်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်နှစ်ပေါင်းများစွာမိသားစုဝင်တိုင်းမင်္ဂလာဦးညမှာဂိမ်းတစ်ခုကစားရမယ်ဆိုတဲ့အစဉ်အလာကိုလိုက်နာနေကြတယ်ဒီလိုအချိန်မှာ Grace ဆိုတဲ့မိန်းကလေးဟာ Alex ဆိုတဲ့မိသားစုသားတစ်ယောက်နဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ် Grace ကမိဘမရှိတဲ့ orphan တစ်ယောက်ဖြစ်ပြီးသူ့အတွက်မိသားစုဆိုတာအရန်တန်ဖို့ရှိတယ်မင်္ဂလာပွဲပြီးတဲ့အချိန်မှာ Alex က Grace ကိုပြောတယ်မင်းအခုမိသားစုကလေးတစ်ခုကိုလုပ်ရမယ် Grace ကအပေါင်းအသင်းတွေလိုပဲဒါကိုပျော်စရာဂိမ်းကစားတာလို့ထင်နေတယ်သူမကို box တစ်ခုထဲကနေကတ်တစ်ခုရွေးခိုင်းတယ်အဲ့ဒီကတ်ပေါ်မှာ hide and seek လို့ရေးထားတယ်အဲ့ဒီအချိန်မှာပဲမိသားစုဝင်တွေအားလုံးရဲ့မျက်နှာပြောင်းသွားတယ် Grace ကအစမှမသိသေးဘူးဒါပေမဲ့မိသားစုဝင်တွေဟာလက်နက်တွေယူပြီးသူမကိုတကယ်လိုက်ရှာနေကြတာကိုတွေ့လိုက်တဲ့အချိန်မှာဒါဟာဂိမ်းမဟုတ်ဘူးဆိုတာသိလာတယ်တကယ်တော့လီဒိုမတ်မိသားစုဟာနှစ်ပေါင်းများစွာအရင်ကစေတန်နဲ့သဘောတူညီချက်တစ်ခုလုပ်ခဲ့ကြတယ်သူတို့ရဲ့ချမ်းသာမှုအတွက်မင်္ဂလာညတိုင်းမှာဂိမ်းကစားပြီး hide and seek ရလာတဲ့သူကိုတတ်ရမယ်မလုံနိုင်ရင်မိသားစုတစ်ခုလုံးတည်မယ်လို့ယုံကြည်ကြတယ် Grace ကတော့အင်ဂျီထဲမှာပုံရှောင်ပြီးအသက်ရှင်ဖို့ကြိုးစားတယ်အင်ဂျီကအလွန်ကြီးပြီးလျှို့ဝှက်လမ်းကြောင်းတွေအခန်းပေါင်းများစွာရှိတယ်မိသားစုဝင်တချို့ကလည်းတတိုးသမီးကိုတတ်ဖို့အရန်တက်ကြွနေကြတယ်တခါတရံသူတို့ကိုယ်တိုင်ပဲအမားလုပ်ပြီးအပြန်အလှန်ထိခိုက်ကြတယ် Grace ကလည်းတဖြည်းဖြည်းကြောက်ရွံ့နေမိန်းကလေးတစ်ယောက်ကနေအသက်ရှင်ဖို့တိုက်ခိုက်နိုင်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲလာတယ်သူမရဲ့မင်္ဂလာဝတ်စုံကလည်းသွေးနဲ့ဖုန်နေချောင်းအနီရောင်ပြောင်းလာတယ် Grace အတွက်အကြီးမားဆုံး shock ကတော့သူမရဲ့ခင်ပွန်း Alex ပါပဲအစမှာသူမကိုကူညီနေတယ်လို့ထင်ပေမဲ့နောက်ဆုံးမှာတော့မိသားစုဘက်ကိုပြန်သွားတယ် Grace အတွက်ဒါဟာမျောလင့်ချက်ပျက်စီးသွားတဲ့အခိုက်အတန့်ပါနောက်ဆုံးမှာ Grace ကိုဖမ်းမိပြီးမိသားစုကအခမ်းအနားတစ်ခုလိုပြုလုပ်ပြီးသူမကိုတတ်ဖို့ပြင်ဆင်ကြတယ်သူတို့အားလုံးယုံကြည်နေကြတာကဒီ ritual ကိုမပြီးမြောက်ရင်သူတို့အားလုံးသိမယ်ဆိုတာပါ Grace ကတော့အဆုံးထိမျှော်လင့်ချက်မထားပဲအသက်ရှင်ဖို့လားစိတ်ထဲမှာရှိနေတယ်မနေ့ရောက်လာတဲ့အချိန်မှာဘာမှမဖြစ်သေးဘူးမိသားစုဝင်တွေစိတ်ရှုပ်ထွေးလာတယ်ဒီ cast ကအမှန်မဟုတ်ဘူးလားဒါပေမဲ့ခဏအကြာမှာတယောက်ပြီးတယောက်ပေါက်ကွဲပြီးတည်သွားကြတယ်သူတို့ယုံကြည်ခဲ့တာအမှန်တကယ်ဖြစ်နေခဲ့တာပါအင်ဂျီကမီးလောင်နေပြီး Grace တယောက်တည်းပဲအသက်ရှင်ကြခဲ့တယ်ရဲတွေရောက်လာတဲ့အချိန်မှာသူမကိုဘာဖြစ်ခဲ့တာလဲလို့မေးကြတယ် Grace က EECC ပြောလိုက်တာက in law ဒီစကားက horror တခုလေးမဟုတ်ပဲ dark comedy plus thriller ပေါင်းစပ်ထားတဲ့ unique story တခုပါဒီလို recap လေးကြိုက်တယ်ဆိုရင် subscribe လုပ်ပြီးနောက်ထပ် video တွေကိုမလွတ်တမ်းကြည့်ပါ